ယာကြီးမြတန်းတဲ့ဘာသာပြန်ဆိုထားသောလေယူးတုံဒုံဒုတိယတွင်အပိုင်းဆက်နှင့်စကားလက်သည်မျက်လုံးကိုအတင်းမှိတ်လိုက်သည်မျက်ရည်တွေကိုညှက်ထုတ်သည်သူနမ်းခြင်းအလွယ်တကူနမ်းနိုင်အောင်မျက်နှာကိုလည်းမတိမတာမော့ထားပေးသည်မကြခင်သူ့နှကန်းပေါ်သို့ရပ်ပဒလာနှကန်းတွေရောက်လာတော့မည်သူ့နမ်းမုံကခက်ကြမ်းကြမ်းပျော့ခွေသွားလောက်အောင်ရမ်းသည်ကိုသူသတိရသည်တို့ရတွင်ရပ်ပဒလာကမနှမ်းစကားလက်စိတ်ပြတ်သွားသည်မျက်လုံးကိုသားဖွင့်ကသူ့ကိုချောင်းကြည့်သည်နတ်မောင်နေသည့်ခေါင်းကစကားလက်၏လက်ပေါ်တွင်ငုံနေသည်စကားလက်မသိချင်အောင်ပြုနေသည်လက်တစ်ဖက်ကိုမယူကနမ်းသည်အခြားတစ်ဖက်ကိုမယူကသူ့ပါတွင်ကတ်ထားသည်ခက်ကြမ်းကြမ်းခက်ရန်ရန်နမ်းလိမ့်မည်ဟုစကားလက်ထင်နေသည်တို့ရတွင်ချစ်သူတူဦးနှင့်တယူတရညင်ညင်သာသာအမူအရာကိုမြင်သည့်အခါ၌စကားလက်လန့်သွားသည်သူ့မျက်နှာကိုကြည့်ကျင်တော့လေခေါင်းငုံထား၍မမြင်ရစကားလက်အောက်သို့ငုံကြည့်သည်သူမောလိုက်လျင်သူ့မျက်နှာအမူအရာကိုမြင်ရလိမ့်မည်ထင်သည်အောင်ပြီသူအနိုင်ရပြီသူအနိုင်ရသည့်အတွက်ဝမ်းသာပုံကိုမျိုးလုံးတွင်အထင်းသားပေါ်နေလိမ့်မည်ချက်ချင်းလက်ထပ်ဖို့ပြောလိမ့်မည်အ ਨੇ ဆုံးချစ်သည်ဟုပြောလိမ့်မည်ထို့နောက်မျက်တောင်များကြားမှာသူ့ကိုမှေးကြည့်ရင်စကားလက်ကလက်ဖွားကိုနမ်းနိုင်ရန်သူ့လက်ဖွားကိုလှမ်းပေးသည်ရပ်ပဒလာရုတ်တရက်အသက်ရှူရက်သွားသည်စကားလက်သူ့လက်ဖွားကိုသူငုံကြည့်သည်တနှစ်အတွင်းယခုမှသူ့လက်ဖွားကိုပထမဆုံးအကြိမ်သတိထားမိ၍ကြည့်မိသည်သူ့လက်ဖွားကိုကြည့်၍စကားလက်သူ့ဘာသာသူလန့်သွားသည်သူ့လက်ဖွားမဟုတ်စကားလက်အိုဟာယာဤနူသောဖွေးသောတွယ်သောလက်ဖွားမဟုတ်အခြားတစ်ယောက်ဤလက်ဖွားဖြစ်ရမည်လက်ဖွားကအလုတ်ကျန်းတံကြောင့်ကျန်းနေသည်ညိုနေသည်ရင်ကြီးဥတွေထနေသည်လက်သေးများကပဲ့ရွက်နေသည်ပုံပြက်နေသည်လက်ဖွားတွင်အသမာတွေတက်နေသည်လက်မတွင်ပေါက်ပြဲနေသည့်ဒဏ်ရာကမကြက်တကြက်စီပူလောင်သဖြင့်အရေးခွန်လန်နေသည့်အနာကြီးများကရင်းလျက်စကားလက်သူ့လက်ကိုကြည့်၍လန့်သွားသည်လက်ဖွားကိုချက်ချင်းပြန်ဆုပ်ထားလိုက်သည်ရပ်ပဒလာကခေါင်းမောမကြည့်သည်သူ့မျက်နှာအမူအရာကိုစကားလက်မမြင်ရသည်ရပ်ပဒလာကသူ့လက်သီးကိုဖြေကစိုက်ကြည့်နေသည်အခြားလက်ထပ်ဖက်ကိုလည်းဆွဲယူပြီးငုံကြည့်နေသည်စကားတခွန်းမျှမပြောကျုပ်ကိုကြည့်စမ်းပါဦးရပ်ပဒလာကခေါင်းကိုမော့သည်သူ့အတန်းကခတ်တူတူဒီလိုအတီပေါက်တွေလာချိုးမနေနဲ့ဒါမျိုးတွေရိုးနေပြီစကားလက်ကြိုးစား၍မျက်လုံးချင်းဆိုင်သည်သူ့မျက်နှာကစိတ်ရှုပ်သည့်အမူအရာရန်ထောင်သည့်အမူအရာရပ်ပဒလာ၏မျက်ခုံးနှံ့များသည်အထက်သို့ရောက်သွားသည်မျက်လုံးများကအယောင်လက်နေသည်မြိုင်းသားရမှာအားလုံးအဆင်ပြေနေတယ်ထင်တယ်ဝါတွေတော်တော်ထွက်ပြီးပတ်စံတွေတော်တော်များများရလို့ရှောက်လည်နေတဲ့ပုံပဲဒါပေမဲ့လက်တွေကဘာဖြစ်တာလဲရာထုံလို့လားစကားလက်ကလက်ကိုယုံလိုက်သည်တို့ရတွင်သူကအတင်းဆုပ်ထားပြီးလက်ချောင်းများဖြင့်အသမာများကိုစမ်းနေသည်ဒါဂုံတီရှိအမျိုးသမီးရဲ့လက်မျိုးမဟုတ်ဘူးရပ်ပဒလာကစကားလက်၏လက်နှစ်ဖက်ကိုပေါင်မော်သို့ပစ်ချလိုက်သည်ရှင်ဒါတွေသိပ်ပြောမနေပါနဲ့စကားလက်ကရင်ထဲကဒေါသကိုဖွင့်လိုက်ရသဖြင့်တတရာရသွားသည်ကိုလက်နဲ့ကိုဘာလို့ရှင့်ဘူးမဟုတ်ဘူးစကားလက်နောင်နာရသည်ဒေါ်လေးပတီ၏လက်အိမ်များကိုအဘဲကြောင့်မငှားခဲ့ရသနည်းမခိုးခဲ့ရသနည်းစင်စစ်သူ့လက်များသည်ဤမြအခြေအနေဆိုးလိမ့်မည်ဟုမထင်ခဲ့ယခုရပ်ပဒလာတွေ့သွားပြီမြင်သွားပြီယခုသူလဲစိတ်ဆိုးပြီသူ့အစီအစဉ်တွေအကုန်ပြတ်ကုန်ပြီခြေရေးဆိုကနီးမှာဤသို့သွား၍ဖြစ်ရလေခြင်းလေမင်းလက်တွေမင်းဘာသာမင်းဘာလို့ကျုပ်အပူတော့မဟုတ်ပါဘူးရပ်ပဒလာကအတန်အေးအေးဖြစ်ပြန်ပြောကလထိုင်တွင်မှီထိုင်နေသည်သူ့မျက်နှာကမြည်သည့်ခံစားချက်မျှမပေါ်ကြည်ရသည်ကမလွယ်မတတ်နိုင်တိုက်ပွဲတွင်အနိုင်ရလို့လျင်စိတ်ရှည်ရတော့မည်အချိုသက်တမ်းအချိုသက်ရတော့မည်
စကားလက်လက်ကိုပေါင်မော်လွှတ်ချလိုက်တာတော့ဘယ်ကောင်းမှမလဲပိုကြီးဖက်တလားရှင်မဲစဉ်းစားကြည့်ပေါ့အရင်ဘက်ကလက်အိတ်မပါပဲမြင်းစီလို့လက်တွေပေါက်ပြဲနေတာကိုရှင်ကအနူအဝဲလက်ကိုလွှတ်ချတယ်လို့လွှတ်ချတော့စကားလက်စိတ်ဆိုးတာပေါ့ဘာမြင်းစီရမှာလဲသူ့အတန်ကခက်အေးအလုတ်ကျန်းတွေလှုပ်ရလို့မင်းလက်တွေဒီလိုဖြစ်နေတာပေါ့ကပလီလိုလှုပ်ရင်ကပလီလိုလက်တွေဖြစ်မှာပဲဘာပြောဦးမလဲမြိုင်သားရမှာအဆင်ပြေနေတယ်လို့ဘာဖြစ်လို့ကျုပ်ကိုလိန်ပြောရတာလဲဒီမှာဘူကြီးပတ်တလားအမှန်ကိုရှင်းရှင်းပြောပါမင်းဒီကိုဘာကိစ္စအတွက်လာတာလဲကျုပ်အတွက်စိုးရိမ်တယ်လို့စိတ်မကောင်းတယ်လို့နဲ့မူရမာယာတွေလာလို့တော့ဒီကလူမှာအဟုတ်ကြီးထင်လို့ဒီလိုမဟုတ်ပါဘူးဘူကြီးပတ်တလားတကယ်ကဟုတ်ပါတယ်မင်းကျုပ်ကိုမညာပါနဲ့ကျုပ်စက်တိုင်ကိုဆယ်ကတက်ရလဲမင်းဘာမှမဖြစ်ပါဘူးမင်းအလုတ်ကျန်းလောက်ရတာမင်းလက်တွေတက်သေးပြသလိုခုလဲမင်းမျက်နှာကတက်သေးပြနေတာပဲမင်းကျုပ်စီကတခုခုလိုချင်လို့လာတာမဟုတ်လားကျုပ်စီကတခုခုလိုချင်နေတယ်မဟုတ်လားဒီလိုဆိုရင်စောစောကဘာဖြစ်လို့ပြောင်းဖွင့်မပြောလဲကျုပ်ကိုပွပွင့်လင်းလင်းပြောလို့ကျုပ်ပေးနိုင်ရင်ပေးမှာပေါ့မိမတွေမှာကျုပ်တန်မိုးထားတဲ့အရေးချင်းဆိုလို့တခုပဲရှိတယ်အဲ့ဒါကပွင့်ပွင့်လင်းလင်းပြောတဲ့အရေးချင်းပဲခုတော့မင်းကဒီအရေးချင်းကလေးတောင်မရှိဘူးနဒန်သီးကလေးလှုပ်နှကန်းလေးဆူပြီးပြည့်တစားမှမြှူဆွဲသလိုကျုပ်ကိုလာပြီးမြှူဆွဲနေတယ်နောက်ဆုံးစကားလုံးများကိုအတန်မြင့်၍လည်းမပြောအထူးလေးနက်အောင်လည်းမဆိုတို့ရရင်စကားလက်အဖို့မူကြာဖို့ဖြစ်ရိုက်လိုက်သည်နဲ့တွန့်ကနေဖြစ်သွားသည်လက်ထပ်ဖို့စကားပြောလာအောင်တိမ့်သွင်းမည်ဆိုသည့်မျှော်လင့်ချက်ပြိုကွဲသွားရပြီအခြားယောက်ျားများလိုဒေါသတကြီးဖြင့်သူ့ကိုစူပူကျိမ်းမောင်းလျင်ကိစ္စမရှိကင်တွယ်ရလွယ်သည်တို့ရတွင်သူ့အတန်ကခတ်တူတူခက်ငိမ့်ငိမ့်သက်အေးဆေးသည့်သူ့အတန်ကြောင့်စကားလက်လန့်နေသည်ရှေ့မြည်တို့ဆက်ပြောရမည်ကိုပင်မသိတော့အကျဉ်းသားတဦးဖြစ်၍အပြင်တွင်ရန်ကီစစ်သားတွေရှိသည့်တိုင်ရဘတ်ဒလာသည်ထင်ရရမ်းသည့်ကြောက်စရာလူတယောက်တစ်ဖွဲရုတ်တရက်ထင်လာသည်ဟုတ်တယ်ကျုပ်နည်းနည်းသတိလွတ်သွားတယ်မင်းဟာကျုပ်လိုပဲအကျိုးမရှိရင်ဘာမှမလုပ်တတ်ဘူးဆိုတာကျုပ်မေ့သွားတယ်ကဲဆိုသမ်းပါဦးမင်းကျုပ်စီကဘာလိုချင်တာလဲကျုပ်ကမင်းကိုလက်ထပ်ဖို့ပြောလိမ့်မယ်လို့ထင်ရလောက်အောင်လဲမင်းမိုက်မယ်မထင်ပါဘူးစကားလက်မျက်နှာหนีရဲနေသည်မြည်သိုးမြမပြောကျုပ်ကမိန်းမတစ်ယောက်ကိုလက်ထပ်ယူတဲ့လူစားမျိုးမဟုတ်ဘူးလို့ခဏခဏပြောဘူးသားပဲဒါကိုတော့မင်းမေ့ဖို့မကောင်းစကားလက်ကမြည်သိုးမြမဖြေသည့်အခါတွင်ရဘဒလာရုတ်တရက်မော့လာသည်မင်းမမေ့ဘူးမဟုတ်လားပြောလေမမေ့ပါဘူးစကားလက်စိတ်ပြက်လက်ပြက်ဖြေသည်ဒါဖြင့်မင်းကလောင်းကစားသမားပေါ့မဟုတ်ဘူးလားရဘဒလာကလှောင်သည်ဒီလူထောင်ထဲရောက်နေတယ်ထောင်ထဲမှာမိန်းမအပေါင်းအသင်းလိုနေမှာပဲဒီတုံးမှာငစားနဲ့မြှားရင်ဒီငါဟာလိုက်ဟတ်မှာပဲလို့တော့ကိန်းချပြီးလာတာမဟုတ်လားစကားလက်ရင်ထဲတွင်စူပွက်နေပြီဤအကျင့်မျိုးသည်မိမိအကျင့်မဟုတ်သူ့အကျင့်ဟုပြောချလိုက်ခြင်းသည်တို့ရရင်ပြောမထွက်သူ့လက်ဖွားကြောင့်ဇာတိတွေပေါ်ကုန်ပြီကဲဘဲနဲ့လေဘာညင်းအောင်မလဲမင်းကျုပ်ကိုငစားချပြီးမြားနေတာမဟုတ်လားသူ့အတန်ကချိုချိုတာတာတိုးတိုးတိတ်တိတ်ဤများလောက်ဆိုလျင်မစိုးသေးမျောလင်းချက်ရှိနိုင်သေးသည်လက်ထပ်ဖို့မျောလင်းချက်ကတော့ဝေးပြီလက်မထပ်ဖြစ်သည့်အတွက်သူစိတ်ပြက်သည့်အတိုင်းဝမ်းသာသည်သူနှင့်လက်ထပ်ရမည်ကိုတွေးတိုင်းစကားလက်လန့်နေသည်တို့ရရင်သူပါနဲ့လျင်ရဘဒလာ၏အားနေချက်ကိုအခွင့်ကောင်းယူနိုင်လျင်အ ਨੇ ဆုံးပတ်စံချေ၍ရနိုင်မည်စကားလက်ကခလေးလေးလိုမျက်နှာရှုံပြသည်ဘိုးကြီးပဒလာရှင်စိတ်ကောင်းရှိမယ်ဆိုရင်စကားလက်အတွက်လှုပ်ပေးနိုင်တာရှိပါတယ်ဟုတ်တယ်ကျုပ်ကစိတ်ကောင်းရှိတဲ့လူတယောက်အဖြစ်ချင်ဆုံးပဲဘိုးကြီးပဒလာမိတ်ဆွေဟောင်းတယောက်အနေနဲ့စကားလက်တောင်းပန်ပါတယ်စကားလက်ကိုတစ်ခုကူညီပါဟုတ်ပြီလူရင်းကိစ္စကိုပြောပါလက်မှာအတမပေါက်နေတဲ့အမျိုးသမီးတယောက်ရဲ့တကယ်ကိစ္စကိုပြောစမ်းပါလူမမာတွေစီအကျဉ်းသားတွေစီကိုစေတနာနဲ့လာကြည့်တယ်ဆိုတာအတိတ်ပဲမရှိဘူးဒါမျိုးမင်းလှုပ်လေးလှုပ်ထားမရှိတာကျုပ်သိတာပေါ့
ကဲမင်းပါလို့ကျင်တာလေပြောသမ်းပတ်စံလားရဘဒလာအီမေကွန်ကပြောင်းကြသည်စကားလက်ကထိုးကိစ္စကိုစကားကြုံသည့်အနေဖြင့်အမတ်တမဲ့ပြောမည်တနာအောင်ပြောမည်ဟုစိတ်ကူးလာခဲ့သည်ယခုသူ့စိတ်ကူးတွေပြက်ကုန်ပြီမလောင်မာနဲ့ဘူကြီးဘက်တလားစကားလက်ကမျက်နှာကြိုသွေးသည်စကားလက်မှာပတ်စံနေနဲ့အသုံးလိုနေတယ်စကားလက်ကိုငွေ3000တောင်ခဏလှည့်ပါအော်လက်စသက်တော့ဒီလိုကိုပါဇက်ကပြောတော့အချက်စိတ်ထဲကလိုချင်တာပတ်စံတော်တော်မိမ့်မပီတာတဲ့ကလေးမှာပဲမင်းမတကယ်အသုံးလိုနေလို့လားလိုတာပေါ့တိတ်တော့လည်းမဟုတ်ဘူးလေဒါပေမဲ့300လေးရှိလို့ငွေ3000ငွေကတော်တော်များတာပဲဘာလို့ဖို့လဲမြိုင်းသားရအတွက်မြေခွန်ဆောင်မလို့လက်စသက်တော့မင်းပတ်စံလိုချင်လို့ကျုပ်စီကိုလာတာကိုကောင်းပြီလေမင်းကအလုတ်သဘောဆက်ဆံရင်ကျုပ်ကလည်းအလုတ်သဘောဆက်ဆံရမှာပေါ့ဘလို့ပရိညင်မျိုးနဲ့ချိန်မလဲဘာပရိညင်ကျုပ်စီကငွေချေးတဲ့အတွက်အာမခံဆိုပါတော့ကျုပ်ပတ်စံတော့အစိုးမခံနိုင်ဘူးအာမခံတစ်ခုခုတော့ပေးထားမှာပေါ့ရဘဒလာကြီးအတန်ကအလွန်အမင်းချိုသာနုညံ့နေသည်တို့ရတွင်စကားလက်သတိမပြုမိအစစအရာရာအစဉ်ပြေလိမ့်မည်ဟုထင်သည်စကားလက်နှစွဲတွေထားခဲ့မယ်ကျုပ်ကနှစွဲကိုစိတ်မဝင်စားဘူးမြိုင်းသားရကိုအပေါင်ထားရင်ကောဒီရတော်ကြီးကိုကျုပ်ကဘာသွားလုပ်ရမှာလဲရှင်အလုပ်လုပ်လို့ရပါတယ်မြေကမြေကောင်းပဲမရှုံးဘူးနောက်နှစ်ဝါဆိုပြီးရင်စကားလက်ပြန်ရွေးမှာပါဒါကမသေးကြပါဘူးကွယ်ရဘဒလာကကလထိုင်ကိုမိထိုင်ပြီးလက်နှစ်ဖက်ကိုဘောင်းမွေအိတ်ထဲသို့ထိုးသွင်းလိုက်သည်ဝါစည်းတွေကကျနေတယ်ခေကြီးကလည်းကောင်းတာမဟုတ်ဘူးပတ်စံကတိတ်ရှားတယ်ဘူကြီးဘဒလာရဲ့စကားလက်ကိုဒီလောက်မနောက်ပါနဲ့တန်းနဲ့ချီချမ်းသာနေတဲ့လူတယောက်အဖို့ဒီငွေကလေးကဘာဖြစ်လောက်လို့လဲရဘဒလာကစကားလက်ကိုစိုက်ကြည့်နေသည်သူ့မျက်လုံးကလှောင်ပြောင်ရက်ဆက်သည့်အကြည့်မျိုးပေါ်နေသည်မင်းပြောတဲ့အတိုင်းဆိုရင်အစားအစာအရာရာအဆင်ပြေနေတာပဲဒါလောက်အလောတကြီးပတ်စံလိုပုံမရပါဘူးအဆင်ပြေတယ်ကြားရတဲ့အတွက်လည်းဝမ်းသာတယ်မိဟောင်းဆွေဟောင်းတွေအဆင်ပြေတယ်ဆိုတဲ့စကားမျိုးပဲကျုပ်ကြားကျင်တယ်ဘိုးကြီးဖက်ထလာရဲ့ဒီလိုမနောက်ပါနဲ့စကားလက်လောကြီးလာသည်တတိမရှိတော့အိမ်တွေတန်ပတ်တိတွေလည်းလုံးမနေနိုင်တော့တူရန်ကြီးတွေကြားသွားလိမ့်မယ်မင်းမစိုးပါဘူးညအမောင်ထဲမှာကြောင်များလို့ပဲတားကောင်ကိုတော့မြင်တတ်တာပဲတော်ပါတော့ဘူကြီးဘက်တလာရဲ့စကားလက်အကုန်ပြောင်ပြောတော့မယ်စကားလက်မှာပတ်စံသိမ့်လို့နေတယ်အစားအရာရာအဆင်ပြေတယ်ဆိုတာစကားလက်ညာပြောတာပါအားလုံးအခက်ခဲတွေးပြီးဒုက္ခရောက်နေတယ်ဖေဖေကလည်းကောင်းကောင်းမမအောင်မမေစိုးမိခဲ့တဲ့ကစိတ်သိမ့်မမှန်တော့ဘူးစကားလက်ကိုဘာမှအကူအညီမပေးနိုင်ဘူးခလေးလေးလိုပြန်ဖြစ်နေတယ်ဝါခင်းမှာအလုပ်လုပ်ဖို့လဲစကားလက်တို့မှာယာကူလီဆိုလို့တရားမှမရှိတော့ဘူးအိမ်မှာကလည်းလူတွေကအများကြီး73ယောက်လောက်ရှိတယ်မြေကွန်တော်ကလည်းတိတ်များနေတယ်မထူစကားလက်ရှင်းပဲပြောတော့မယ်စကားလက်တို့မသိုံတမဲစားနေရတာတစ်နှစ်ကျော်လောက်ရှိနေပြီငတ်နေပြီဆိုပါတော့ဘိုးကြီးဘက်တလာတော့မခံစားဘူးလို့သိချင်မှသိမယ်မနဲ့လင်းတော့လဲဝဝလင်းမစားရညာအိတ်တော့လဲဦးနဲ့ဟောင်းလောင်းဝတ်စရာကြတော့အနှွေးတယ်ဆိုလို့တထဲဆိုတထဲမှမရှိဘူးကလေးတွေဆိုတာအေးမိပြီးအမြဲတမ်းနေထိုင်မကောင်းဖြစ်နေရဲ့ပြီးတော့ဒါဖြစ်ဒီဝတ်စုံကရောဘယ်ကရလာတာလဲတဲလာပါလားမိမိခန်းစည်းစားကိုဖျက်ချုပ်ထားတာပါစကားလက်မရှက်နိုင်ဗျောင်ဖွင့်ရဝင်ခံသည်ငှက်တာအေးတာကိုစကားလက်ခံနိုင်ပါတယ်ဒါပေမဲ့ခုတော့ကော်စောကြီးသမားတွေကစကားလက်တို့မြေကိုလေမတနဆမြေကုန်နဲ့မြင့်ထားလိုက်တယ်မြေကုန်ကလည်းချက်ချင်းဆောင်ရမယ်တဲ့စကားလက်မှာ$9တန်းရွှေတင်ကတပြားကလွယ်လို့ဘာမှမရှိဘူးဒီတော့မြေကုန်တော်ဆောင်မှုစကားလက်ပတ်စံလိုနေတယ်မြေကုန်တော်မပေးနိုင်စကားလက်တို့မြိုင်သားရကိုလက်လွတ်ရတော့မယ်စကားလက်ဒီမြေကိုအဆုံးရှုံးမခံနိုင်ဘူးလက်လွတ်မခံနိုင်ဘူးဘာဖြစ်လို့စောစောကဒီလိုပွင့်လင်းလင်းမပြောလဲအခုတော့ဒီလိုမဟုတ်မင်းကကျုပ်အားနဲ့ချက်ကိုအခွင့်ကောင်းယူပြီးကျုပ်ကိုသားကောင်လုပ်တယ်ဒီငနဲ့ကမိမချောချောနဲ့ပတ်သက်လာ
ခွေကြသွားမှာပဲဆိုတဲ့သဘောပေါ့ဟုတ်လားအိုးမငုံနဲ့လေပရိယေတွေအမျိုးမျိုးသုံးပြီးလို့အခုမျက်ရည်နဲ့တစ်မျိုးစမ်းမြန်နေပေါ့ဟုတ်လားအေးဟုတ်တယ်ကျုပ်ကမိန်းမတွေမျက်ရည်ကြရင်သိခံနိုင်တာမဟုတ်ဘူးကျုပ်ပါငုံမိလိမ့်မယ်မင်းလိုချင်တာကျုပ်ကိုလိုချင်တာမဟုတ်ဘူးပတ်စံကိုလိုချင်တာဒါကိုသိကြတဲ့ကကျုပ်လည်းခံစားနေရတယ်ရဘဒလာကတခါတရံသူ့အားနေချက်ကိုနောက်တလူလိုဖြင့်ပြောင်းဖွင့်ပြောတတ်သည်အခြားသူများ၏အားနေချက်ကိုသာမကသူ့အားနေချက်ကိုလည်းသူ့ဘာသာလှောင်တတ်သည်ဤဒီကိုစကားလက်အမှတ်ရသည်စကားလက်သူ့ကိုစက္ကနင်းမောကြည့်သည်သူတကယ်ပင်ခံစားရသည်လောမိမိကိုတကယ်ပင်အေးထားပြီးစဉ်းစားနေသည်လောမိမိလက်ဖွားကိုမြင်လိုက်စဉ်ကတကယ်ပင်ချေရေးဆိုဖို့စိတ်ကူးရှိခဲ့သလောသို့မဟုတ်လျင်လေယခုတစ်ခါပြောခဲ့ဘူးသည့်အတိုင်းသူ့ကိုအပျော်အဖြစ်ထားရန်ပြောမည်ဟုစဉ်းစားခဲ့သလောမိမိကိုတကယ်စိတ်ဝင်စားရုံမှန်လျင်စကားလက်သူ့ကိုချစ်အောင်လုပ်နိုင်မည်တို့ရတွင်သူ့မျက်လုံးနက်နက်ကိုကြည့်ပုံကမိမိအားချစ်ဟန်လည်းမပြရဘဒလာကခတ်တိုးတိုးရဲသည်မင်းပေးတဲ့အာမခံပစ္စည်းကိုမကြိုက်ဘူးကျုပ်ကစိုက်ပျိုးရေးသမားလည်းမဟုတ်ဘူးဒီပြင်ဘာပစ္စည်းပေးနိုင်သည်လဲလာပြီးသူပြောချင်နေသည့်စကားအကွက်ဆိုင်ပြီးစကားလက်ပြောရတော့မည်စကားလက်အသက်ပြင်းပြင်းရှူပြီးသူမျက်လုံးများကိုကြည့်သည် PTT ဟန်တွေခရတာတာဟန်တွေမရှိတော့သူအကြောက်ဆုံးစကားလုံးကိုပြောရတော့မည်စကားလက်ရဲ့ခန္ဓာကိုယ်တကယ်လားစကားလက်ကအန်ကိုကြိတ်ထားသည်သူ့မျက်လုံးစိမ့်စိမ့်များသည်ပို၍စိမ့်လာသည်ရန်ကြီးတွေဝိုင်းထားတဲ့ညကဒေါ်လေးပီတီရဲ့အိမ်ရှိစင်ဝင်အောင်မှာရှင်ပြောခဲ့တယ်မဟုတ်လားကျမကိုလိုချင်တယ်လို့ဒီပိုင်းလေးကတော့ဒီလောက်ပါပဲเนาะနောက်အပိုင်းမှာပြန်ဆုံးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်